ဘာကြီးလဲနတ်မြင်သားနဲ့ဘာကြီးလဲဆိုငါဘာပြောနတ်နမင်းကျမလည်းနတ်ပါပဲနတ်ဒါပေမဲ့ကျမက39မင်းနဲ့ကနတ်ဆိုတော့နမင်းကဘယ်ရလာတဲ့နတ်တယ်တောင်ရီနဲ့ပုံရလာဟုတ်လားတောင်ရီလားလူပြည်ကိုဘာလာလောက်တာလဲနမင်းအေးလူပြည်ဘိုးတော်ဘုရားထိုင်းလာကောင်းသူကိုကဲမကောင်းသူကိုပဲတဲ့နာမည်မှယူခဲ့နာမည်မှယူခဲ့အဲ့တော့နမင်းကျမလူပြည်မှာကျမဖြစ်နေတဲ့အဖြစ်အပျက်ကလေးကိုနမင်းကိုတင်ပြပြရတယ်အဲ့ဒါငါလိုချင်တာတခြားမျိုးပြန်ပြောပေးအဲ့ဒါမှငါပြန်ပြောလို့ရပါဟုတ်ပြီပြောတာကျမဘဝတော်တော်ဆိုးပါတယ်နမင်းအေးဘဝကຫນွေမိုးဆောင်12လလုံးကျမမှလေနားရတယ်ဟိုမရှိဘာတော့လမ်းပြင်ဖို့အတွက်အလူခံမယ်ဆိုရင်လည်းကျမအယုတ်ကြီးနဲ့ကျမပဲဩဒီယုတ်ကြီးနဲ့အေးဟိုကထိန်မွဲအတွက်အလူခံမယ်ဆိုရင်လည်းကျမအယုတ်ကြီးနဲ့ကျမပဲဩဒီပုံစံကြီးနဲ့အလူခံနောက်ဆုံးဘိတ်ဆုံးပြောရရင် Happy New Year မှာလူငယ်တွေပျော်ပါပြီးအရက်တောက်ဖို့အလူခံရင်လည်းကျမအယုတ်ကြီးနဲ့ကျမပဲဒီကအတုံးချနေကြတာအလူခံလို့ရတဲ့ပတ်စံကြတော့မိုက်ကင်ပြီးပြောတဲ့လူက1500ဖလားကင်တဲ့လူက1000စိုက်ကားကဘလောက်ဆက်ဖို့ကဘလောက်အားလုံးနှုတ်လိုက်တာကျမအတွက်မြေစာပင်မိုးလေး340တော့မကြံဘူးရက်ဆက်ကကြီးလားကျမကိုလှုပ်ရှားနေကြတာလှုပ်ရှားနေတာတချို့ချိသေးတယ်ထီလိုင်းရှိမှကျမအယုတ်ကြီးကိုတင်းပြီးတော့တင်းပြီးတော့အမေလာရင်ငွေပါပြီဆိုပြီးတော့ထီတွေလိုက်ရောက်နေတာမသိကျမအမေနကတိုင်းမယ်တော့ရဈေးသည်ကြီးကြနေတာနကတိုင်းမယ်တော့ဈေးသည်ဖြစ်လို့ဖြစ်ကိုချင်းစာပါနမင်းဒါပေါ့ကျမဘဝကိုပြောပေးပါပြောပေးမယ်ဒီနေ့လည်းမအားဘူးနမင်းဘာလို့အောင်မှာတော့ဒီနေ့လည်းအလူပွဲနဲ့ကထိန်ပွဲနေချင်းကူသွားကပေးရအောင်မယ်အဲ့ဒါကပြန်လာတဲ့တခါတည်းထီထွက်ရောင်းအောင်မယ်ကျမဘဝကိုပြောပေးပါနမင်းပြောပေးမယ်စိတ်ချဟုတ်ပြီကျမနမင်းကိုမယုံဒီနာထိုင်စောင့်နေပြောမှာပြီးရနေကုန်ပြနေတာဇန်နဲ့ပြန်ကြွမှာဇန်နဲ့ပြန်ကြွပြီးတော့ချက်ချင်းပြန်ပြောလိုက်ချက်ချင်းပြောလိုက်30လောက်ခဏချီးပါလားဘာလို့မလို့တော့ရက်ကလေးဝယ်စားကြည့်အရေးတဲ့မြေစားပြီးမှုမြတ်ချီးနေသေးတယ်စားမပြီးတော့မှစားမလားကျမအလူခံတော့ကျမဟုတ်ပြီစားရပါစေစားကြပါဆိုပါလေအမေလာရင်ငွေပါပဲဆိုပြီးတော့ဒီရောင်းတဲ့လူတွေကိုလည်းပြောပေးပါကျမရုပ်ကြီးကိုမတင်ပါနဲ့ဆိုပါအသုံးချနေလို့တော့အမေကိုအသုံးချပြီဟုတ်လားအမေနေတိုင်းမယ်တော့အသုံးချပြီးတော့ဒူရင်သည်မျိုးရတယ်လို့ပဲစားကြအထိုးလိုက်တယ်မသိဘူးနမင်းမနတ်ပြင်းနဲ့အမေနတ်ပြင်းနမင်းအထင်နမင်းဘာလို့ကျွန်တော်ကိုကဲပါအထင်နမင်းအေးမင်းကဘာဖြစ်လာတာတော့လို့ကျွန်တော်ကအိမ်မှာစောက်တယ်အိမ်ဆောင်လက်ပါနမင်းရဲ့အိမ်ဆောင်လက်လားဟုတ်ပါလေနမင်းမင်းကဘာများပြောချင်တော့ကျွန်တော်မနေ့မိုးလေးအလေးရောက်တဲ့အခါကျရင်မနေ့မိုးလေးငါကောင်းဆိုးပါတွေကိုဖေးနေပါမကောင်းတဲ့နတ်တွေဖဲကောင်းတဲ့နတ်တွေလာပေါ့ဟုတ်ပြီကောင်းဆိုးပါတွေဖယ်နေပါဟုတ်ပြီအခုကကျွန်တော်အေးပြတ်တယ်ညားလာပါပြီဟာဘာဖြစ်လို့တော့ကျွန်တော်အိမ်ပေါ်မှာညာဘယ်12နာရီထိုးလောက်ကြအေးရလှုပ်စီတယ်ကျွန်တော်အိမ်လို့မရပါဘူးအေးဘာတွေထထည့်ပြီးတော့ချက်ပြုတ်နေကြသလားမှမသိပဲနဲ့ကျွန်တော်အဲ့ဒါလည်းမသိပါဘူးအေးပြက်တွေညားလာပါပြီတွင်းကလေးညိုနေပါပြီရောက်ပြီးတော့လေပြောင်းနေမှာပေါ့အိမ်ရှင်တွေကအိတ်တော်လေကျွန်တော်နည်းနည်းလေးအိတ်ရပါတယ်အခုခါမှာပိုဆိုးလာပါတယ်ဘာဆိုးတာတော့စလောင်းတွေကပေါ်လာတဲ့ခါကျတော့စလောင်းတွေပေါ်လာပြီအိမ်ရှင်တွေကလေဘောလုံးဝဲထားကြည့်တယ်နမင်းရဲ့အဲ့ဘောကျွန်တော်ကအေးတွေပြက်လာပါပြီဟုတ်တာဗောပြက်လာပါပြီမြက်ကွေးတွေညိုနေပါတယ်အဲ့ဒါမြက်ကွေးညိုတာကိုညိုတယ်လို့ငါမထင်တာဘသူများမူးနဲ့ထိုးတယ်လေလို့ကျွန်တော်ထိုးတဲ့ဥစ္စာကိုပုတ်ပါဘူးနမင်းရဲ့မထိုးပါနဲ့ပြောပြီမပြောပြီပြောပါကျွန်တော်တရားပါလိမ့်မယ်ပဲပြောင်းတနေရပြောင်းတော့ဒီနေရာမကောင်းဘူးအေးကြည့်တဲ့အဲ့နေရာနော်တနေရာပြောင်းပြောပြီနော်ချက်ချင်းပြောပြီမှာတခါဇန်နဲ့ကြွားပြီးတော့တခါပြောမှာအပေါ်ကြွားပြီးတခါပြောမှာဦးစတောင်းလည်းပါပဲနော်ပြောပြီမယ်အမင်းမျက်စဟာတွေ့နော်မင်းကြီးနက်ကပုံမှန်နေငါအမေနဲ့ကြတိုင်းပတ်စံပိုင်း30လောက်မြတ်ပေါ်အားလုံးကကျွတ်ပြောဆိုဘယ်ကနမင်းအဲ့ဟိုပြောင်းရောလို့ဟိုမှာဟောပြန်တော့ဘာတော့ခန္ဓာကိုယ်ကလည်းပြုံးဘယ်တော့အညာလွယ်တယ်လဲဆိုတော့မပြောနဲ့တော့ဒီလေကနိုးဆိုတင်တယ်မတည်နေကဘာတော့မင်းနဲ့ဘာတော့နားနဲ့မနာပွားနဲ့နာပါလားမင်းအေးပြော
ဖြစ်ကြောင်းရဲ့ပုံစံတကယ်တင်ရည်ဖြစ်အဲ့ဒီဟောလိုက်ခါဖို့အဲ့ဒီလိုဆိုတာပြောရလိမ့်မယ်ဘောမျိုးနဲ့ပြောပြပါမယ်ပြောဟုတ်ကဲ့ဘာတော့ဘာ35လနဲ့36လမ်းမှာ35လမ်းနဲ့36လမ်းမှာခောက်တော့ခောက်ပြသွားပြီးလွန်းထိုးသွားပြီးတော့ဗီဒီယိုမင်းသမီးဖြစ်မလားဆိုပြီးတော့35လမ်းခောက်တော့လေမင်းကြီးကလည်းညောင်ရင်အုပ်လောက်ရှိတယ်အဲ့ဒီလိုစောင့်သားနေတဲ့အချိန်မှာရှူတင်မန်နေဂျာနဲ့တွေ့ရှူတင်မန်နေဂျာနဲ့တွေ့ရှူတင်မန်နေဂျာကတော့မင်းသမီးဖြစ်မယ်ငါ့ကိုလေကျေးဇူးဆက်မလားနေမင်းသမီးဖြစ်မယ်နေငါ့ကိုကျေးဇူးဆက်မလားကားတိုင်းမှာထည့်ပေးမယ်ကားပေါင်းစုံနဲ့တွဲရမယ်ကားတိုင်းသမီးပြောတာပေါ့ပြောတာပေါ့ကျေးဇူးဆက်လိုက်တာပေါ့ကျေးဇူးဆက်လိုက်ကျေးဇူးကတခါဆက်ရုံနဲ့မရဘူးအားမရရိုက်ကွင်းကိုရောက်တဲ့ခါကျတော့လေကင်မရာမင်းလည်းကျေးဇူးဆက်ရကင်မရာမင်းဆက်ဖို့ဆက်ရနေအားလုံးလူချမ်းအားဆက်ကျေးဇူးဆက်နေကမင်းသမီးဖြစ်ဖို့ရေးကိုပါကျေးဇူးဆက်ရင်နေဗီဒီယိုကိုယ်ဝိုင်ပတ်စံနဲ့ခုနှစ်ခွေထုတ်ရိုက်တယ်အခုတည်းကထွက်မလာဘူးနောက်ဆုံးတော့လက်ကျန်ဒါပဲကြံတော့အဲ့ဒါနမင်းကိုလည်းကျေးဇူးဆက်ချင်ပါနေပါကျေးဇူးငါမလို့နော်တော့နမင်းနေတင်ထွတ်တို့ဘလူနဲ့ရှောက်နေတာနဲ့ဆက်ချင်နေပြီမလို့တင်ထွတ်တို့ဘသူတို့ပြောတယ်ဆိုတဲ့ဟိုကသိတယ်ငါ့ကိုဂျပန်ကိကဘုံကြီးနဲ့တွန်းချတော့မယ်ဆိုတာငါသိတယ်နမင်းအဲ့ဒါပြောနမင်းနေရောက်ပြီအဲ့ဒါပြောပြီးမပြောပြီးမယ်နော်မင်းကြီးညိုနေလို့ညဝင်းညိုနေလို့ဒါလည်းပြောပြီးမဒီကလည်းမပြော50လောက်ကြီးပါခလေးခလေးလောက်တယ်နော်ဟုတ်တယ်နမင်းကြီးခလေးလောက်တယ်နမင်းကြီးကူတာနမင်းကြီးကျေးဇူးဆက်ချင်တယ်မဆက်ပြောမယ်ဘိုးတို့ပြောပြလိုက်မယ်အခက်ခဲတွေအားလုံးကိုသိပြီးပြပေးပါနမင်းကြီးအကုန်တင်ပြပေးမယ်နော်တင်ပြပေးမယ်ဟုတ်ကဲ့အဲ့တော့နမင်းကြီးငါတင်ပြရမယ်ဆိုတော့ရှောက်လာစာရေးကလေးနဲ့ရေးပြီးတင်ရမယ်အမေနကရိုင်းမယ်တော့လည်းပဲကဲတွေးချိုက်တာလေးပြောပြီသဘောပေါက်ကဲဇန်နဲ့ကြွားပြီးတော့ချက်ချင်းကိုအကြောင်းကြားလိုက်ချက်ချင်းကိုပြောလိုက်မယ်စောင့်နေနမင်းကြီးမယ်နော်လက်ညှိုးထောင်လိုက်မယ်နဲကိုရောက်40ဗျာမှောင်သွားတယ်ကြည်လားဘာမှမရတော့မင်းပြတ်သွားတာဘာမှမပြတ်သွားတာဘာမှမပြတ်သွားတာအဘလူတော့ဟောဗျာနစ်လေဟောဗျာစင်ကြည်စားရင်အလကားအောင်မိနေကြတယ်လက်ညှိုးထောင်လိုက်မယ်ကိုရောက်40ရာမှောင်သွားပါတယ်ဆိုတော့ဘလို့ဒီလိုမှောင်နေလဲမသိဘူးဟောတန်းလိုက်ဘာမှတန်းလိုက်တဲ့ရတဲ့လက်ညှိုးထောင်လိုက်မယ်ကဲမှောင်စေဗျာဒီမှာပြန်လာတယ်အခလေးခုမှပြန်တယ်ဟဲ့တားဆောင်လို့အဲအကုန်းလေးပါလေဖွင့်လာဟဲ့ပြရမလားပြစ်သားမရဲ့ဘယ်ချက်တာလေးဖွင့်ထားလားဒီကလေးကငါဂျိုနဲ့ကပ်ပြီးမွေးပလိုက်ရမယ်နမင်းဇန်နဲ့ကြွဇန်နဲ့မကြွကိုရောင်လေးအရင်ဖြောက်ပြီးဇန်နဲ့ကြွလိုက်ဇန်နဲ့ကြွကိုရောင်ရင်ဖြောက်လိုက်ကဲငါလည်းမမြင်ဘူးနမင်းဇန်နဲ့ကြွတာကြည့်ကြမလေးကြည့်ရခဲတယ်နမင်းကိုရောင်ဖြောက်လိုက်မယ်ပြောက်ဟာဟိုမှာပဲရှိသေးတယ်ဒီမှာပဲမြင်းနေမှာပဲဒီနားပြောက်သွားတာတော့မှန်တယ်ဟိုနားရောက်သွားတာမင်းတို့မြင်သလားရဲပေါ့ခင်းနေနမင်းကိုဖြောက်တာကိုရောင်ဖြောက်တာမင်းတို့မြင်ရတယ်မြင်ရတာပေါ့ငါဘယ်လိုဖြစ်နေပါလိမ့်မဦးနမင်းမြင်ရတယ်မြင်ရတယ်ကဲမမြင်အောင်ငါဖြောက်နမင်းကိုရောင်ဖြောက်လိုက်မယ်ပြောက်သွားပြီဒီဦးနမင်းရလဲလာလာပြောက်ကနဲ့လိုက်နာဟိုမှာဟဲ့နမင်းပြင်းနေရတဲ့နှကမ်းပွဲကြီးထားနေပြောင်းနေအမြင်ရသလားဟာနှကမ်းပွဲတော့အဲ့ဒါစင်ကြီးစားအလကားအောင်မင်းတို့အတီးဖြောက်ပြတကယ်ဖြောက်ပြသေးသေးချာချာကြည့်နကလေးကမောကိုရောင်ဖြောက်လိုက်ပြောက်မြင်တဲ့ကောင်နှမပေးရဟဲ့မလေးလက်ပြောက်သွားပြီနော်ဟိုမှာတက်သွားတာကြည်လားမအပြေးဟဲ့ဒီကောင်နဲ့ငါဒီမှာကျေးဇူးတော့မဆက်ရပါဘူးဒီကောင်နဲ့ငါဒီမှာငါဒီမှာမြင်လိုက်ဆမ်းပါအမေဘယ်တော့လာလဲဘယ်တော့လာအမသူတို့ပဲကြတော့သူတို့သိတယ်နှမပေးရမှာဆိုလို့မမြင်တာဗျာသိတယ်ဦးလေးနမင်းဘယ်ရောက်သွားလဲအမမြင်သားနေဗျာနှမပေးရမှာဆိုလို့နှမပေးမယ်ပျောက်သွားတယ်နှမပေးမယ်ကျွဲမအပေါက်ကလေးယူမလားကဲလည်းကပါဟိုနမင်းပြောတတ်တယ်နမင်းကဲနမင်းဦးနမင်းလက်ပြရောက်လို့ရှိရင်ဒါဖတ်သက်ကပြောပြနော်ပြောပြီးမယ်အဲ့တော့ကဲစင်ကြီးသားအလကားမအောင်မင်းနော်ကဲပြောင်းပြီနော်နကလေးဇန်နဲ့ကြွမယ်ဇန်နဲ့ကြွပြီဟာကဲလက်ဆက်ပါဗျာဒီမြင်လာပြီနော်တကယ်တော့ဒီမြင်လာပြီကျေးဇူးတော့မဆက်ရဘူးမြင်လာပြီ